မင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုမှာတော့တက်တန်တွက်နီးတက်တန်ဖွဲ့နီးကိုပြန်လည်မျှဝေပါမယ်ခင်ဗျာတက်တန်တွက်ပြီးတက်တန်ဖွဲ့ပြီးသွားပြီဆိုရင်လည်းကာလပေါက်စီငွေစည်းပေါ်မူတည်ပြီးတော့ဘယ်လိုမျိုးကိုယ်တိုင်ကိုယ်ကျတွက်ချက်ပြီးတော့ဝယ်ယူရမယ်ဆိုအစားပြန်လည်မျှဝေပေးပါမယ်ခင်ဗျာဒီနေ့ဗီဒီယိုမှာတော့အဓိကထားတွက်ပြပေးမယ့်တင်မျိုးစားတွေကတော့6တက်နဲ့6နှစ်ပဲဖြစ်ပါတယ်ဒီ6တက်နဲ့6နှစ်ကိုပဲအဓိကထားတွက်ပြပေးမယ်ဆိုပေမဲ့လည်းဒီတင်မျိုးစားနှစ်ခုကိုအခြေခံပြီးတော့တခြားတင်မျိုးစားတွေကိုလည်းလွယ်လွယ်ကူကူပဲကိုယ်တိုင်ကိုယ်ကျတွက်နိုင်မှာဖြစ်ပါတယ်ဒါဆိုရင်ဘယ်လိုမျိုးတွက်မယ်ဆိုတော့ကျွန်တော်တို့လေ့လာကြည့်အောင်တက်တော့မယ်ဆိုရင်တော့တက်မှာတတ်မှတ်ထားတဲ့စံနှုန်းရှိပါတယ်ဒါကဘယ်လိုမျိုးလဲဆိုတော့တက်တာတစ်ချောင်းကတလက်မပက်လက်ဖြစ်ရမယ်ဒူးကလည်းတလက်မပြက်ကလည်းတလက်မဒီတလက်မပက်လက်တက်တာတစ်ချောင်းကသူ့ကိုဆွဲပြီးဆက်လိုက်မယ်ဆိုရင်ပေအရှိက9200ပေရှိတယ်ဆိုရင်တော့ဒါကတစ်တန်လို့တတ်မှတ်ထားတယ်ပေါ့နော်ဒါကပေနဲ့တတ်မှတ်ထားတဲ့စံနှုန်းဖြစ်တယ်တခြားတတ်မှတ်ထားတဲ့စံနှုန်းတွေလည်းရှိတယ်ရလက်ကတော့တူတူပဲပေါ့နော်ဒါဆိုရင်တော့9200ကိုနားလည်တော့လောက်ပြီလို့ထင်ပါတယ်ဒါဆိုရင်တခြားတင်မျိုးစားတွေကိုဘယ်လိုမျိုးတွက်မလဲတခြားတင်မျိုးစားတွေတွက်တဲ့အခါမှာလည်းဒီ9200ကိုအခြေခံပြီးတော့တွက်ပေးရမှာဖြစ်ပါတယ်ဥပမာဒီနေ့ဗီဒီယိုမှာတော့6တက်နဲ့6နှစ်ကိုတွက်ပြပေးမယ်အရင်ဆုံးအနေနဲ့6တက်ကိုအရင်ဆုံးတွက်ပြပေးမယ်ဒီတက်တွက်တော့မှဆိုရင်တော့သူကဒီကိုတွက်မဲ့တရဲ့ဒုနဲ့ဖြတ်ကိုအရင်ဆုံးမြောက်ပေးရမယ်မြောက်ပြီးတော့ရမယ်ရလက်နဲ့အခုနတက်တမှာတက်မှတ်ထားတယ်ပေနဲ့တက်မှတ်ထားတယ်9200ပေနဲ့စားပေးရမယ်စားပြီးရလာတဲ့အဖြစ်ရလက်ကဒါကိုတွက်မဲ့တရဲ့တဒံရဲ့ပေအရှိပဲဖြစ်တယ်ပေါ့နော်ဒါဆိုရင်ဘယ်လိုမျိုးတွက်မလဲကျွန်တော်တို့လေ့လာကြည့်အောင်ပထမဆုံး6တက်တွက်မှာဖြစ်တဲ့အတွက်6တက်ကိုဒုနဲ့ဖြစ်နေမြောက်လိုက်မယ်6တက်ဆိုတော့ပြက်က6လက်မရှိမယ်ဒုကတလက်မရှိမယ်ဒါဆိုရင်6အမြောက်က6မြောက်တက်ဆိုတော့6တက်လီ6ပဲဖြစ်တယ်ဒီ6ခဏမှတ်ထားလိုက်မယ်တက်တက်မှာတတ်မှတ်ထားလဲစံနှုန်းက9200ပေဖြစ်တဲ့အတွက်9200ပေကိုအရင်ဆုံးရေးလိုက်ပါမယ်ပြီးရနဲ့အစာရေးလိုက်မယ်ပြီးရနဲ့အခုန6တက်လီ6ဒုနဲ့ပြန်တဲ့မြောက်တဲ့ရလက်က6ဆိုတော့6နဲ့စားလိုက်မယ်ဒီလိုမျိုး6နဲ့စားလိုက်မယ်ဆိုရင်တော့ပေ1200ရတယ်ဒါ6တက်ရဲ့တဒံရဲ့ပေအရှိပဲဖြစ်တယ်ပေါ့နော်6တက်လည်းဖြစ်တယ်ပေအရှိက1200ဆိုရင်တော့ဒါ6တက်ရဲ့တဒံပဲပေါ့နော်ကိုကတန်ဝက်လိုချင်တယ်ဆိုရင်အစား2နဲ့စားလိုက်မယ်ဆိုရင်ပေ600ပဲရမယ်6တက်လည်းဖြစ်တယ်ပေ600ဖြစ်တယ်ဆိုရင်တော့ဒါ6တက်ရဲ့တန်ဝက်ပဲဖြစ်တယ်ပေါ့နော်ကိုကတန်ဝက်လည်းမလို့ချင်ကိုလိုချင်လောက်18ပေအချောင်း15ပေအချောင်းတွေပဲဖြတ်ပြီးတော့လိုချင်တယ်အချောင်းရင်ဘယ်လောက်မဲသိချင်တယ်ဆိုရင်တော့ကိုက15ပေနဲ့လိုချင်တယ်ဆိုရင်တော့ဒီပေ1200အောင်တီးပြီးတော့15နဲ့စားလိုက်မယ်ဆိုရင်အချောင်း80ရမယ်18နဲ့စားလိုက်မယ်ဆိုရင်တော့အချောင်း66ချောင်းကြော်လေးရမယ်ပေါ့နော်ဒါဆိုရင်တော့6တက်ကိုဘယ်လိုမျိုးတန်ဖွဲ့ရမလဲဆိုတော့နားလည်သွားလောက်ပြီလို့ထင်ပါတယ်ထပ်ပြီးတော့မွေစင်းနဲ့ဘယ်လိုမျိုးတွက်မလဲငွေစင်းနဲ့တွက်မယ်ဆိုရင်တော့ကျွန်တော်တို့ကဒီကာလပေါက်စီကိုအမိပြုပြီးတော့တွက်ရမှာဖြစ်တယ်နော်အခုကာလပေါက်စီကဘယ်လောက်လဲကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်12သိန်းစင်းနဲ့ပဲတွက်ပြပေးမယ်12သိန်းစင်းဆိုတော့ကျွန်တော်က12သိန်းကိုအရင်ဆုံးရေးပေးရမယ်ဒီကိုကတဒန်းလိုချင်တယ်ဆိုရင်တော့တဒန်းယူလိုက်12သိန်းပေးလိုက်တာနဲ့ပြီးသွားပြီပေါ့နော်ဒါပေမဲ့ကိုကတန်ဝက်လိုချင်တယ်တန်ဝက်လည်းမပြေဘူးပြီးတော့တဒန်းကြော်လေးလည်းလိုချင်တယ်ဆိုရင်လည်းကျွန်တော်ကဒီလိုမျိုးတွက်ကြည့်မှလားအဖြေမှန်ကိုသိရမှာပေါ့နော်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ကဒီတပေရဲ့တန်ဖိုးအရင်ဆုံးရှားမယ်ပေါ့နော်တပေရဲ့တန်ဖိုးသိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကအခုကာလပေါက်စိ12တင်းကိုအရင်ဆုံးတီးလိုက်မယ်တီးပြီးတော့အစာရေးလိုက်မယ်ပြီးရတယ်ကိုတွက်မဲ့တရဲ့ပေအရှိနဲ့စားလိုက်မယ်ဆိုရင်တပေရဲ့တန်ဖိုးကထွက်လာမယ်ပေါ့နော်ဒီနေရာမှာတတိထားပေးဖို့လိုအပ်တယ်ကိုက6တရဲ့တပေရဲ့တန်ဖိုးကိုလိုချင်တယ်ဆိုရင်တော့6တရဲ့ပေအရှိနဲ့တွက်ပေးရမယ်6နှစ်ရဲ့တပေရဲ့တန်ဖိုးလိုချင်တယ်6နှစ်ရဲ့ပေအရှိနဲ့တွက်ပေးရမယ်ပေါ့နော်အခုက6တက်ရဲ့တပေရဲ့တန်ဖိုးသိချင်တာဖြစ်တဲ့အတွက်6တက်တတမှာရှိတဲ့ပေအရှိရဲ့တန်ဖိုးနဲ့ဒီ6တက်တတမှာရှိတဲ့ပေအရှိနဲ့တွက်ပေးမယ်ဆိုရင်တန်ဖိုးကထွက်လာမယ်ပေါ့နော်ဒါဆိုရင်6တက်တတမှာရှိတဲ့ပေအရှိကပေ1200ဆင်းနေနော်ပေ1200ဆိုတော့ကျွန်တော်တို့က1200နဲ့စားလိုက်မယ်ဒီ1200နဲ့စားလိုက်မယ်ဆိုရင်တော့ဒီမှာတပေရဲ့တန်ဖိုးက1000ဖြစ်တယ်ပေါ့နော်6တက်လည်းဖြစ်တယ်ဒီဈေးက12တင်းဈေးလည်းဖြစ်တယ်ဆိုရင်တော့ဒါက6တက်တပေရဲ့တန်ဖိုးက1000ဖြစ်တယ်ကိုက15ပေအချောင်းလိုချင်တယ်ဆိုရင်15နဲ့မြောက်လိုက်မယ်ဆိုရင်1000ခွဲကျမယ်ကိုက18ပေအချောင်းလိုချင်တယ်ဆိုရင်18နဲ့မြောက်လိုက်မယ်ဆိုရင်1000နဲ့8000ကျမယ်ဒါတချောင်းရဲ့တန်ဖိုးပဲဖြစ်တယ်ပေါ့နော်ဒီတချောင်းရဲ့တန်ဖိုးဆိုပေမဲ့သူက18ပေအရှည်လည်းဖြစ်တယ်ဆိုရင်1000နဲ့8000ကျမယ်12တင်းဈေးလည်းဖြစ်ရမယ်ပေါ့နော်
ဒါဆိုကျွန်တော်15ပေနဲ့ပြန်မြောက်လိုက်မယ်1000ဝယ်ကြမယ်ဒါတစ်ချောင်းရဲ့တန်ဖိုးကိုက10ချောင်းလို့ရတယ်ဆိုရင်တော့အမြောက်30နဲ့မြောက်လိုက်မယ်ဆိုရင်တော့3သိန်းခွဲကြမယ်ဒါက10ချောင်းရဲ့တန်ဖိုးပေါ့နော်ဒါဆိုရင်6တစ်ကိုဘယ်လိုမျိုးတန်ဖွင့်ရမယ်ဘယ်လိုမျိုးပုံစံတွက်ပြီးတော့ဝယ်ယူလို့ရမယ်ဆိုတော့နားလည်သွားလောက်ပြီးတော့ထင်တယ်ထပ်ပြီးတော့6နှစ်ကိုလေ့လာကြည့်အောင်6နှစ်ကိုလည်းဒီနီးလန်းနိုင်မယ်အသုံးပြုရမယ်အရင်ဆုံးကိုတက်မက်တရဲ့ဒုနဲ့ဖြတ်ကိုမြှောက်ပြရမယ်ဒုနဲ့ဖြတ်ကိုမြှောက်မှဖြစ်တဲ့အတွက်6နှစ်ဆိုတော့ဒုက2လက်မှဖြစ်တယ်ဖြတ်က6လက်မှဖြစ်တယ်ဒါဆိုရင်6အမြောက်2ပေါ့နော်6အမြောက်2ဆိုတော့6နဲ့လေး12ရမယ်12ကိုခဏမှတ်ထားပေးမယ်တစ်တထမှာတတ်မှတ်ထားတဲ့ပေက9200ဆိုတော့9200ကိုအရင်ဆုံးရေးလိုက်မယ်ပေရနဲ့အစာရေးမယ်အခုနဒုနဲ့ဖြတ်တဲ့မြောက်တဲ့ရလက်က6စနစ်ဆိုတော့စနစ်နဲ့စားလိုက်မယ်ဆိုရင်ပေ600ရမယ်ဒါဆိုရင်6နှစ်လည်းဖြစ်တဲ့ပေအရှိက600ဆိုရင်တော့ဒါ6နှစ်တန်းပဲဖြစ်တယ်ပေါ့နော်ကွာတန်ဝက်လို့ရှင်အစာနှစ်နဲ့စားလိုက်မယ်ဆိုရင်300ပေရမယ်6နှစ်လည်းဖြစ်တဲ့ပေ300ဆိုရင်တော့6နှစ်ရဲ့တန်ဝက်ပဲဖြစ်တယ်ပေါ့နော်ကွာတန်ဝက်လည်းမလို့ချင်ဘူးကိုလိုချင်တော့15ပေအပိုင်းလေး18ပေအပိုင်းလေးလိုချင်နေဆိုရင်တော့ကိုက15ပေနဲ့ဆိုရင်15ပေနဲ့စားလိုက်မယ်ဆိုရင်အချောင်း40ရမယ်6နှစ်လည်းဖြစ်တဲ့ပေအရှိက15ပေလည်းဖြစ်တယ်အချောင်းကြီးကအချောင်း40ဆိုရင်တော့ဒါ6နှစ်တန်းဖြစ်တယ်ကိုက18ပေနဲ့စားလိုက်မယ်ဆိုရင်18ပေဆိုရင်33ချောင်းကျော်ပေါ့နော်34ချောင်းနီးပါးလောက်ရမယ်6နှစ်လည်းဖြစ်တဲ့ပေအရှိက18ပေအချောင်းလည်းဖြစ်တယ်အချောင်းကြီးက34ချောင်းဆိုရင်တော့ဒါ6နှစ်ရဲ့တန်းပဲဖြစ်တယ်ပေါ့နော်ဒါဆိုရင်တော့6နှစ်ကိုဘယ်လိုမျိုးတန်ဖွင့်ရမယ်ဆိုတော့နားလည်တော့လောက်ပြီးလို့ထင်တယ်ထပ်ပြီးတော့မွေးစေးနဲ့တွက်ကြည့်အောင်မွေးစေးတွက်တော့မှဆိုရင်လည်းမွေးစေးတွက်တော့မှဆိုရင်လည်းအခုနောက်တိုင်းပဲကာလာဘောက်စီကိုတီးပဲပြီးရနဲ့6နှစ်ရဲ့ပေအရှင်တဒံမှာရှိတဲ့ပေအရှင်နဲ့စားလိုက်မှဆိုရင်6နှစ်ရဲ့တပေရဲ့တန်ဖိုးကရလာမှဖြစ်တယ်အရင်ဆုံးတပေရဲ့တန်ဖိုးကိုချာဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကာလာဘောက်စီဘယ်လောက်လဲမသိပေမဲ့12သိန်းနဲ့ဈေးနဲ့ပဲခမန်းကြီးတွက်ပြပေးမယ်12သိန်းကိုအရင်ဆုံးရေးလိုက်မယ်ပြရနဲ့အစားရေးမယ်6နှစ်နဲ့တွက်မှဖြစ်တဲ့အတွက်6နှစ်ရဲ့တဒံမှာရှိတဲ့ပေအရှင်နဲ့စားပြရမယ်6နှစ်တဒံမှာရှိတဲ့ပေအရှင်ကပေ600ဆိုရင်600နဲ့စားလိုက်ဒါဆိုရင်တော့2000ကျပ်ကျမယ်ပေါ့နော်6နှစ်လည်းဖြစ်တဲ့ဈေးကတဒန်းဈေးက12သိန်းနဲ့ဖြစ်တယ်ဆိုရင်တော့တပေရဲ့တန်ဖိုးက2000ကျပ်ကျမယ်ဒါဆိုရင်မြင်များချင်းရေးလိုက်မယ်ကိုက15ပေအချောင်းလိုချင်တယ်ဆိုရင်အမြောက်15နဲ့မြောက်လိုက်မယ်ဆိုရင်တော့3000ကျမယ်တကယ်လို့ကိုက18ပေလိုချင်တယ်ဆိုရင်တော့18နဲ့မြောက်လိုက်မယ်ဆိုရင်တော့3000နဲ့6000ကျမယ်တပေရဲ့တန်ဖိုးကို18နဲ့မြောက်လိုက်အခါမှာ3000နဲ့6000ဒါ18ပေရဲ့တန်ဖိုးပေါ့နော်ဒါတစ်ချောင်းပဲရှိသေးတယ်ကိုက10ချောင်းလိုချင်တယ်ဆိုရင်တော့အမြောက်30နဲ့မြောက်လိုက်မယ်ဆိုရင်3သိန်းနဲ့6000ကျမယ်ပေါ့နော်โอเคဒါဆိုရင်တော့6တစ်ကို6နှစ်ကိုဘယ်လိုမျိုးတွက်ရမယ်ဆိုတာကိုနားလည်တော့လောက်ပြီးလို့ထင်ပါတယ်အားလုံးအဆင်ပြေကြပါစေမရှင်းတာရှိရင် comment မှာဝင်ရောက်ပြီးမေးနိုင်ပါတယ်